I'm gonna love you. I'm gonna love Okay ခုနဗီဒီယိုလေးအတွက်ကိုကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဗီဒီယိုလေးတစ်ပုတ်လုပ်မယ်ပေါ့နော်အရင်လိုကျွန်တော်တို့ background လေးတစ်ခုထည့်ဗီဒီယိုလေးတစ်ပုတ်ထည့်ရမယ်ပေါ့နော်ဗီဒီယိုလေးဖြစ်အောင်ကျွန်တော်တို့ export ထုတ်ရမယ်ပေါ့နော် okay အဲ့ဒါကျွန်တော်ကဒီမှာနော်ကျွန်တော်တို့စာရေးမယ်ပေါ့နော်ကျွန်တော်တို့ tag ဆိုတာရှိရနော်ဒီမှာ tag လေးရှိအဲ့ tag ကိုထောက်လိုက်မယ်ထောက်ပြီးတော့ add tag ရှိရနော်အဲ့မှာ add tag ကိုသွားမယ်သွားပြီးတော့ကျွန်တော်တို့ကဒီမှာကက် tutorial ပေါ့နော်ကျွန်တော်ရေးလိုက်မယ်ပေါ့Okay အဲ့ဒါလေးရေးလိုက်မယ်ရေးပြီးတော့ကျွန်တော်တို့ပြန်ထွက်လိုက်ပြီနော်ပြန်ထွက်ပြီးတော့ကျွန်တော်တို့ကဒီမှာဖောင်းလေးမှာကျွန်တော်ကြိုက်တဲ့ဖောင်းလေးလိုက်ထားမယ်ပေါ့နော်ကျွန်တော်တို့အဆင်ပြေတဲ့ဖောင်းလေးကျွန်တော်ရှာလိုက်ပြီပေါ့နော်ဘယ်ဖောင်းလေးကျွန်တော်တို့ထားမလဲကျွန်တော်တို့ကြိုက်တဲ့ဟာလေးကိုကြိုက်တဲ့ဟာလေးလိုက်ထားလိုက်မယ်ပေါ့နော်ကျွန်တော်ဒါလေးပဲထားလိုက်မယ်နော်ထားပြီးတော့ကျွန်တော် style မယ်နော်ကျွန်တော်တို့အဖက်ကိုသွားမယ်နော်အဖက်ကိုသွားလိုက်မယ်အဖက်မှာလည်းကျွန်တော်တို့ဒီမှာကြိုက်တဲ့ဟာလေးလိုက်ထည့်လို့ရတယ်ပေါ့နော်ကိုသုံးနေတဲ့ပုံစံမျိုးပေါ့နော်Okay ကျွန်တော်ဒါဒီရောက်တာဒါလေးသုံးလိုက်မယ်နော်အဲ့ဒါလေးသုံးလိုက်မယ်နော်သုံးပြီးတော့ကျွန်တော်တို့မဲ့ style နော် style မှာကျွန်တော်တို့ကဒီမဲ့ site စလုံး site ကြိုက်တော့ထားလို့ရတယ်ပေါ့နော်ကျွန်တော်လည်းစက်ကွန်လာပဲထားလိုက်မယ်ထားပြီးတော့ image လေးနှိပ်လိုက်မယ်နော် okay နှိပ်လိုက်မယ်ပေါ့နော် image လေးနှိပ်လိုက်မယ်နှိပ်ပြီးတော့နောက်ကဗီဒီယိုလေးဖြတ်လိုက်မယ် okay ဖြတ်ပြီးတော့ကြည့်မယ်နော်ချက်လောက် okay ဒီဥစ္စာလေးကိုကျွန်တော်တို့ export ထုတ်လိုက်မယ်နော်ပေါ် export ထုတ်လိုက်အောင်မယ်နော်Okay ခုဒီမှာနော် export ထုတ်ထားတဲ့ဗီဒီယိုလေးကိုကျွန်တော်တို့ထောက်လိုက်မယ်နော်ထောက်ပြီးတော့ကျွန်တော်တို့ဒီဘက်မှာအောက်ကတန်းလေးမှာကျွန်တော်ကြည့်မယ်ပေါ့နော်ကြည့်မယ်ဆိုရင်ကျွန်တော်အောက်ကတန်းလေးမှာကျွန်တော် map ဆိုတာလေးရှိရပေါ့နော်ဒီ map နော်အဲ့ဒီ map ကိုထောက်လိုက်မယ်နော် Okay ထောက်ပြီးတော့ကျွန်တော် meta ဆိုတဲ့ဟာလေးရှိရနော် meta ရှိရနော် Okay ကျွန်တော်ဒါလေးကို key frame 3ခုချပေးရမယ်နော်ဒီ key frame ဆိုတာကျွန်တော်ဒါလေးနော်အဲ့ဒါလေး key frame အဲ့3ခုချပေးရမယ်နော်ကျွန်တော်ရှိမှာ key frame တစ်ချက်ချလိုက်မယ်ချပြီးတော့ကျွန်တော်ဒါလေးကိုဒီလိုလေးချိန်လိုက်မယ်နော်လက်မလေးနှစ်ခုနဲ့ကျွန်တော်တို့ဖိလိုက်မယ်Okay တေးသေးလေးဖိလိုက်မယ်နော်ဖိပြီးတော့ကျွန်တော်ဒါလေးကိုဒီဘက်ပို့လိုက်မယ်နော်ဒီဘက်ကိုပို့လိုက်မယ်နော် Okay ပြီးအလဲလောက်ကိုသွားပြီး key frame လေးတစ်ချက်ချလိုက်မယ်နော် key frame ချမယ်ချပြီးတော့ဒါလေးကိုဒီဘက်ဆုံးလေးချဲလိုက်မယ်နော်ဆွဲလိုက်မယ် Okay ဒီဘက်ဒီဆွဲမယ်ပြီးကျွန်တော်တို့နောက်ဆုံးမှာကျွန်တော်တို့ key frame တစ်ချက်ချလိုက်မယ်နော်3ခုပေါ့ချပြီးတော့ဒါလေးကိုအပေါ်ပြန်တက်မယ်နော်ပြန်တက်မယ် Okay ပြန်တက်ပြီးတော့ဒါလေးကိုကျွန်တော်တို့ဒီလိုချဲလိုက်မယ်ပေါ့နော်အဲ့လိုလေးပြန်ချဲလိုက်မယ်ပေါ့နော်အဲ့ဒါလေးပြန်ချဲလေးနဲ့ပဲချဲအောင်မယ်နော်အဲ့ဒါလေးပြန်ချဲလိုက်မယ်ပြီးကျွန်တော်တို့ပြန်ထွက်လိုက်မယ်နော်မန်ကြီးလေးထားရမယ်နော် Okay ကြည့်မယ်နော်ဗီဒီယိုလေးကျွန်တော်တို့အဲ့ဒါလေးဖြစ်သွားမယ်ပေါ့နော် Okay အဲ့ဒါလေးဖြစ်သွားပြီပေါ့နော်ကြည့်မယ်နော် Okay အဲ့လိုလေးဖြစ်သွားပြီပေါ့နော်ကျွန်တော်ဒါမဲတာကျွန်တော်တို့ကြိုက်တဲ့ပုံစံတိုင်းချိန်လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ကဒါလေးအမြင်နဲ့ကျွန်တော်ဖြတ်ပြီးပေါ့နော် Okay အဲ့ဒါဒီလိုလေးဖြစ်နေမယ်နော်ဗီဒီယိုကOkay အဲ့ဒါလေးဖြစ်နေပြီပေါ့နော်ခုဒီဗီဒီယိုလေးမှာလည်းကျွန်တော်တို့ဒီမှာဒါလေးလုပ်ပြရတယ်ပေါ့နော်ခုပြီးတော့ကျွန်တော်တို့ပါတော့ကျွန်တော်ဒီမှာ align motion ရောကက်ပေါ့နော်ကျွန်တော်သင်တန်းဖွင့်လာတယ်ပေါ့နော်အဲ့ဒီသင်တန်းလေးကိုလည်းလောက်တက်လို့ရတယ်နော်ကျွန်တော်တို့သင်တန်းကြီးသတ်မှတ်ထားခြင်းမရှိဘူးပေါ့နော်ကျွန်တော်စီကိုသင်တန်းကြီးတစ်တိုင်းတစ်လောက်ပေးပြီးပဲလောက်တက်လို့ရတယ်နော် Okay ကျေးဇူးပါလို့ကျွန်တော်နောက်ဗီဒီယိုမှာပြန်နေတွေ့မယ်နော်အားလုံးပဲတက်တာပါပါ